တခါနဲ့ကူးပြီးတော့ဟာငါနိုင်သွားတယ်ဆိုတာတခါမှမကြဘူးကျွန်တော်တို့ထက်ကရှုံးပြီးတော့ကျွန်တော်တို့အဲ့ရနေပြီးတော့ adapt တစ်ခုလောက်လာပြီးတော့မရဒီလိုမျိုးပေါ့နော်ဒီ hanger ဆိုတာတစ်ခုကဖြစ်လာတာပေါ့ကဲကိုအောင်မြင်မှုတစ်ခုရပြီကိုလမ်းစာတစ်ခုရအောင်ရှာတွေ့ပြီဘယ်လိုပဲကိုယ့်ရဲ့ဒီအကြံဉာဏ်ကိုယ့်ရဲ့ idea တစ်ခုရှာတွေ့ပြီဆိုတော့နောက်လူတွေကို share ပြတာတော့အတွက်ကတော့ကျွန်တော်အရေးကြီးရလို့ထင်တယ်ကိုယ့်ရဲ့ယုံကြည်ချက်ကမှန်ကန်နေတယ်ကောင်းဖို့အတွက်လုပ်နေတယ်ဆိုလို့ရှိရင်တော့ဒါမရက်တည်ပြီးတော့ရှောက်ဆရာရှိတဲ့လမ်းကိုရဲတင်းရှောင်းရင်တစ်ချိန်မှတစ်ချိန်ပန်းနိုင်အောင်ရောက်ပါလိမ့်မယ်စက္ကန့်လေးပဲကွာအဲ့တစ်စက္ကန့်တက်ဖို့ကလည်းတော်တော်ခက်တယ်ကိုရီးယားဒီ podcast နာမည်ကလည်း breaking limits ပေါ့နော် breaking limits ဒါ limits တခုကိုချိုးဖောက်ရမယ်ဆိုတော့နာမည်နဲ့အညီပေါ့ညီတို့ဒီရေကူးအားကစားနေဆိုရင်ဒါအများကြီးကိုက်ညီပဲပေါ့ဒါရေကူးဆိုလဲဒါစံချိန်တခုကိုချိုးနေရတယ်ဆိုတဲ့ဟာဒါ limits တခုကို break လုပ်တာပဲပေါ့နော်အခုလက်ရှိဒါမြန်မာနိုင်ငံမှာလည်းမြန်မာအကောင်းဆုံး limit record တခုရှိလိမ့်မယ်အရှေ့တောင်အာရှမှာဆိုလဲအရှေ့တောင်အာရှရဲ့အကောင်းဆုံး record ကမ္ဘာမှာဆိုလဲကမ္ဘာမှာအကောင်းဆုံး record တွေပေါ့အဲ့တော့ညီလေးဒီ limits တွေ records တွေကိုတစ်ခုပြီးတစ်ခု break လုပ်သွားဖို့အတွက်ညီလေးဘာတွေပြင်ဆင်ထားလဲဘယ်လိုတွေပြင်ဆင်သွားမှာလဲဆိုတဲ့ဟာမျိုးလေးကိုအခုနည်းနည်းလေးရှင်းပြပေးပါလားကျွန်တော်ကအခုဆိုရင်တော့เนาะကျွန်တော်ရဲ့အခု national record ပေါ့เนาะ national record ကိုချိုးဖို့တော့ season ရှိတယ်ဘယ်လိုလဲဆိုတော့ကျွန်တော်ရဲ့ record ပဲလားဟုတ်ဘူးညီလေးကျွန်တော် record မဟုတ်ကျွန်တော်ထက် senior ကြရဲ့ record ဟာအခုတရားရဲ့ record ပေါ့เนาะသူ့ရဲ့ record ဆိုရင်ကျွန်တော်သူဆိုရင်မီတာ100 fly ကို59.34ပေါ့เนาะကျွန်တော်ဆိုရင်10 minute အတိပဲအဲ့တော့တိတ်တော့မကွာဘူးပဲတိတ်မကွာဘူးအဲ့လိုမျိုးချိုးပေါ်ရှိတစ်စက္ကန့်လေးပဲကွာအဲ့တစ်စက္ကန့်တက်ဖို့ကလည်းတော်တော်ခက်တယ်ရေကူးတို့ပါတော့တချို့ track and field တို့ပါမှာကျတော့ဒါတစ်စက္ကန့်ဆိုတဲ့ဟာဒါနည်းနည်းနော်ဟိုဟာနည်းနည်းနော်မဟုတ်ဘူးနော်အဲ့တော့အရန်ယုံရတာအဲ့တော့အခုဒီ limits တွေကိုဒီ national limits တွေကို break လုပ်ဖို့ဒီ general limits တွေကို break လုပ်ဖို့ဘယ်လိုပုံစံမျိုးတွေပြင်ဆင်ထားလဲကျွန်တော်ဘယ်လိုပုံစံမျိုးပြင်ဆင်ထားလဲဆိုတော့ကျွန်တော်ဒီဟာကိုရအောင်ချိုးမယ်ပေါ့နော်ရအောင်လဲသွားမယ်ပေါ့ကျွန်တော်အဲ့လိုမျိုးပုံစံလေးတော့ကျွန်တော်စဉ်းစားထားတယ်ကျွန်တော်ဒီဟာတကယ်လို့ကိုကပေါ့နော်ကျွန်တော်တခါကျရင်ကျွန်တော်ပြန်ပြင်တကယ်လို့ကိုကဒီတစ်ခုမှလွဲသွားရင်ငါနောက်တစ်ခုကြာရင်ငါဒီဟာဒီထက်ကိုပို့ပြီးတော့ချိုးရမယ်ဆိုတော့စိတ်ကူထားထားရမနော်အဲ့လိုမျိုးပုံစံငါတကယ်လို့ဒီတစ်ခုပြီးသွားပြီဆိုတော့ငါမပြီးသေးဘူးကြံတဲ့ event တွေမှာရှိတဲ့ဟာတွေလည်းငါချိုးဖို့ငါကြံသေးရပေါ့အဲ့လိုမျိုးပုံစံထားထားရပေါ့ကျွန်တော်စိတ်ထဲမှာညီလေးအခုပြောပုံရဆိုလို့ရှိရင်ညီလေးရဲ့ပြောတဲ့ဟာမှာဆိုရင်ဒါ hunger ကိုလည်းအခုတွေ့ရတယ်ပေါ့နော် energy လည်းအပြည့်ပဲ hunger လည်းတွေ့ရတယ်ဒါငယ်သေးလို့လည်းပါလိမ့်မယ်ပေါ့နော်အဲ့တော့ဒီ hunger ကိုဘယ်ကနေပြီးတော့စဉ်းသက်လာလဲဒီလိုမျိုးဖြစ်ချင်စိတ်တွေဒီလိုမျိုး record တွေတစ်ခုပြီးတစ်ခုချိုးချင်တဲ့စိတ်တွေဒါပွင့်လင်းပြောရင်ဒါအခုတို့မြန်မာနိုင်ငံအနေထားနဲ့ဆိုလို့ရှိရင်ဒါဒီအားကစားပိုင်းမှာလည်းအများကြီးစူးစမ်းစေတိုးတက်နေစေနိုင်ငံတစ်ခုအနေနဲ့ဒီ national record တွေ sea games record တွေကမ္ဘာ record တွေကိုချိုးမယ်ဆိုရဲ hunger တစ်ခုကိုရှိနေတယ်ဆိုရဲဟာဒါလူငယ်တယောက်အတွက်အများကြီးတန်ဖိုးရှိတဲ့skill set တစ်ခုပဲဆိုတော့အဲ့ဒီဟာတွေကိုဘယ်ကနေပြီးတော့မွေးထုတ်လာတာလဲဘယ်သူကပေးလိုက်တာလဲဘယ်သူကပေးလိုက်တာလဲဆိုတော့ကျွန်တော်ဆရာတွေပေါ့အဓိကကျွန်တော်ဆရာ3ယောက်လုံးပေါ့နော်ကျွန်တော်အရင်တော့ဆရာကြီးရှိပေါ့နော်ဆရာ3ယောက်ပေါ့သူတို့ကကျွန်တော်ကိုပေးခဲ့တာဘာလို့လဲဆိုတော့မင်းဒီဟာတစ်ခုမင်းရောက်အောင်ချိုးနိုင်တယ်သူတို့ကစိတ်ထဲမှာကျွန်တော်တို့ထည့်ပေးတာအဲ့အချိန်ကျရင်ကျွန်တော်တို့ရဲ့စိတ်ထဲမှာအမြဲစားလောင်နေတာကျွန်တော်ဒီရဲ့ဟာကိုတစ်ခုကိုကျွန်တော်ရောက်အောင်ချိုးမယ်ကျွန်တော်အရှုံးမပေးဘူးကျွန်တော်တကယ်လို့ရှုံးရင်လည်းကျွန်တော်ပြန်ထပြီးကျွန်တော်တို့ကိုလှုပ်ရှားရှိတာကိုဆက်ပြီးတော့ပြန် try မယ်တကယ်လို့ကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုတော့နိုင်တဲ့လူတွေကဗျာပြောရမယ်ဆိုရင်ဒီရှုံးတာနောက်တစ်ချိန်ကနေပြီးတော့ပြန်ထလာတဲ့လူတွေကြီးပဲအကုန်လုံးကပေါ့နော်တခါနဲ့ကူးပြီးတော့ဟာငါနိုင်သွားတယ်ဆိုတာတခါမှမကြဘူးကျွန်တော်တို့ထက်ကရှုံးပြီးတော့ကျွန်တော်တို့အဲ့ရနေပြီးတော့ adapt တစ်ခုလောက်လာပြီးတော့မရဒီလိုမျိုးပေါ့နော်ဒီ hanger ဆိုတာတစ်ခုကဖြစ်လာတာပေါ့ကျွန်တော်အဲ့အပြင်မှာကျွန်တော်အရင်တော့ဆိုရင်လည်းကျွန်တော်တန်းလိုက်ဆိုင်နေတော့ကျွန်တော်တောက်လျှောက်ချိုးခဲ့တယ်ပေါ့နော်ကျွန်တော်အဲ့ရနေစိတ်ပြီးတော့ဒီလိုမျိုးငါဒီဟာတစ်ခုတော့သွားပြီးပြီနောက်တစ်ဆင့်ကျန်တဲ့မြန်မာ national record ကိုငါချိုးဖို့ပဲကျန်တော့ပေါ့နော်အဲ့အကြောင်းမလို့ကျွန်တော်ရဲ့ဒီစိတ်ကဖြစ်လာတာပေါ့အဲ့တော့ဒီ hunger လည်းရှိဖို့လည်းအရေးကြီးသလိုမျိုးဒီ hunger ကိုရေရှည်တည်တဲ့နိုင်ဖို့အတွက်ကလည်းဒါယုံကြည်မှုရှိဖို့လိုတာပေါ့နော်ဒါယုံကြည်မှုရှိမဲ့စကားတွေပြောပြတဲ့လူကလည်းအရေးကြီးတယ်ခုနကပြောတဲ့နီးပြပိုင်းဆိုင်ရာမှာယုံကြည်မှုရှိဖို့အတွက်ကိုယုံကြည်မှုရှိလာဖို့အတွက်နီးပြတွေကလည်းအရေးကြီးတယ်ပေါ့အဲ့တော့နီးပြတွေအပြင်ရောကိုယုံကြည်မှုရှိလာအောင်ဘာတွေလုပ်ဖြစ်နေလဲကျွန်တော်ယုံကြည်မှုရှိလာတော့ကျွန်တော် training ကိုတေချာလုပ်ဖြစ်တာပေါ့အဲ့ဒါကတော့ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ကိုယုံကြည်မှုပေးနိုင်တော့တကူပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအားကစားမှာရှင်ပြိုင်တဲ့ခါကျရင်မင်းဟိုဘသူကပုံမြန်တယ်ဆိုတော့မရှင်ပြိုင်ဘသူကစံချိန်ပိုကောင်းလဲဆိုတော့ရှင်ပြိုင်တာ
ဒါမျိုးစံချိန်တစ်ခုနဲ့ကိုရှင်ပြိုင်တာပေါ့နော်မင်းဘသူကမြန်နေငါမင်းထက်မြန်တယ်ရှင်မပြိုင်ဘသူကပြိုင်ပွဲကြရင်စံချိန်ဘသူကပိုကောင်းလဲဆိုတာရှင်ပြိုင်တာပေါ့အဲ့လိုမျိုးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဒီလိုမျိုးဖြစ်လာရဲဆိုတာပေါ့နော်ဒီလိုမျိုးယုံကြည်ချက်ကိုမြင့်တင်ဖို့အတွက်ကကျွန်တော်တို့ training ကိုကျွန်တော်တို့ပို့ပြီးတော့အားဆိုင်တယ်ကျွန်တော်ကိုလှုပ်ဆက်ရရှိတာကိုလှုပ်တဲ့ဟာပို့ပြီးအာရုံစိုက်တယ်ပေါ့နော်ကိုဆိုရောအကိုရဲ့ဒီဟိုပါပေါ့နော်ကိုယ့်ရဲ့ career တစ်ခုမှာပေါ့နော်အကိုရဲ့ဘယ်လိုမျိုးပြောမလဲဆိုတော့ idol ရှိလားအကိုမှာကျွန်တော်အဲ့ဒါသိချင်တယ်ရှိပါတယ်အကိုကဟိုတော်တော်များများဟို idol တယောက်ထက်စားလို့ရှိရင်အားကစားတိုင်းမှာအောင်မြင်နေတဲ့အားကစားသမားတွေကိုအကိုတော်တော်လေးသဘောကျပါတယ်အားလုံးကတော့ကိုယ့်အရေးချင်းနဲ့ကိုရှိကြတာဆိုတော့အကိုသဘောကျပါတယ်အောင်မြင်နေတဲ့အားကစားသမားတိုင်းကိုအားကျပါတယ်ညီတို့လည်းဒါအခုလိုမျိုးလူငယ်တွေအများကြီးဒီ energy အပြည့်နဲ့ hunger တွေအပြည့်နဲ့ရှိနေတဲ့ကစားသမားတွေစီကလည်းအကိုအများကြီးတချို့ဟာတွေနားထောင်ပြီးတော့အားဖြစ်တဲ့ဟာတွေလည်းရှိပါတယ်ဟောအဲ့လိုမျိုးပေါ့နော်အကိုဆိုရင်လည်းကျွန်တော်တခါကျရင်ကျွန်တော်တချို့ဆိုရင်ကျွန်တော်အကိုရဲ့ဒီ interview လည်းကျွန်တော်တခါကျရင်နားထောင်ပြဘူးပဲပေါ့နော်အကိုဆိုရင်ပြောမယ်ဆိုရင်အကိုအဖေရောအမေရောကကြက်တောင်သမားကြီးလို့ကြားနော်အဖေပဲကြက်တောင်သမားအဲ့လိုမျိုးဆိုတော့အကိုကဒီကြက်တောင်ကိုအကိုကငငယ်လေးရိုက်ကြတဲ့ဝါသနာပါလားအကိုကတော့ဒါ6နှစ်9နှစ်6နှစ်သားလောက်တည်းကစပြီးတော့ကျွန်တော်စကစားဖြစ်တာပေါ့နော်ဝါသနာပါထက်စားလို့ရှိရင်ဒါကတော့အဲ့အရွယ်တုန်းကတော့ဟိုငငယ်လေးနဲ့အခုပပကစားတော့အကိုကနောက်ကနေလိုက်ကစားရင်းနဲ့ကစားဖြစ်သွားတာပေါ့တဖြည်းဖြည်းနဲ့တော့ဒီတက်တန်းလိုက်ပွဲတွေကစားရင်းနဲ့တဖြည်းဖြည်းနဲ့ပို့ပြီးဝါသနာပါလာတယ်ပို့ပြီးနိုင်ကျင်စိတ်တွေပို့ပြီးပြင်းပြလာတယ်ပဲတဖြည်းဖြည်းနဲ့ဒီအားကစားတွေမှာပဲဆက်ပြီးနေဖြစ်သွားတာပေါ့ဟုတ်တယ်နော်ကျွန်တော်တို့ကဒီအားကစားကြတော့လေကျွန်တော်တို့ဒီလိုမျိုးဘယ်လိုပြောမလဲဆိုတော့ဒီငငယ်ရွယ်ထဲမှာကျွန်တော်တို့ကကစားကြည့်တော့မှကျွန်တော်တို့ရဲ့ဒီဘယ်လိုပြောမလဲကျွန်တော်ရဲ့ limit တခုကျွန်တော်သိလာတာပေါ့နော်အရင်တော့တချို့ဆိုရင်စိတ်တမကြပါနဲ့ပေါ့နော်ကျွန်တော်ပြောချင်တာဆိုတော့ဒီဘယ်လိုပြောမလဲကျွန်တော်တချို့ဆိုရင်သူများနိုင်ငံမှာဆိုရင်ဂျပန်နိုင်ငံမှာဆိုရင်လည်းတချို့ဆိုရင်14နှစ်မှစကြတာအသက်14 15နှစ်ကြာမှစကြတယ်ပြီးရင်သူတို့22 23ကြာသူတို့ prime time ရောက်သွားတယ်သူတို့နောက်ကြမှစတယ်ဒါပေမဲ့သူတို့ရဲ့ limit တခုကိုသူတို့ရောက်ချိုးဖြတ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဟိုဖြစ်စေချင်တာပေါ့နော်ကျွန်တော်တခါကျရင်ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့လူငယ်တွေကိုပေါ့နော်ပြောစေချင်တာတော့ဟိုငါအသက်ငယ်နေလို့ငါမစချင်ဘူးတော့ငါအသက်ကြီးသွားပြီငါနောက်ကျနေတာတို့ဘာလို့ကျွန်တော်အဲ့လိုမျိုးမတွေးစေချင်ဘူးပေါ့ဘာလို့လဲဆိုတော့အဲ့လိုမျိုးတွေးလိုက်မယ်ဆိုရင်ကျွန်တော်စိတ်ထဲမှာဒါကမလုပ်ချင်တော့ဒါကြီးကငါမဖြစ်နိုင်တော့ဆိုရင်ဟာပဲတွေးနေပြီပါပေါ့ရေကူးလက်ရွေးစင်တယောက်ဖြစ်လာပြီဆိုတော့ခါကိုလေစူးစမ်းအားထုတ်မှုပြီးအများကြီးလုပ်ခဲ့ပြီရေကူးလက်ရွေးစင်ဖြစ်ပြီးရတဲ့နောက်ရှေ့လမ်းစဉ်တွေရောဘာတွေအိမ်မက်တွေစက်မှတ်ထားလဲဘာတွေဆက်လုပ်မယ်စဉ်းစားထားလဲကိုယ့်အတွက်ကောအားကစားအတွက်ကောဘာတွေစဉ်းစားထားလဲပေါ့နော်ကျွန်တော်အဲ့ဒါကြတော့ကျွန်တော်စဉ်းစားတာပေါ့နော်ကျွန်တော်အဓိကကြတော့ကျွန်တော်ဒီဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ဒီရေကူး career တစ်ခုရအောင်ဖောက်မယ်ပေါ့နော်အဲ့ဖောက်ပြီးွားရင်ကျွန်တော်ဒီဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ရဲ့ဒီမှာရှိနေတဲ့ဝေးလံနေတဲ့နေရာတွေကိုဥပမာမြကြီးနားတို့ဒီဟိုမန်လေးတို့ကျွန်တော်တို့အဲ့တခြားနေရာတွေပြီးတော့ကချင်တို့ဘာတို့ဘက်မှာဆိုရင်လည်းဒီရေကန်တွေကရှိတာရေကူးကန်အားကရေကူးကန်တာရှိတာဒါပေမဲ့နီးပြားတွေတိတ်မရှိကြအဲ့နေရာတွေမှာကျွန်တော်ပြန်ပြီးတော့ဘယ်လိုမျိုးပြောမလဲဆိုတော့ကျွန်တော်ပြန်ပြီးတော့တင် जा ပေးခြင်းလဲအဲ့လိုမျိုးတင် जा ပေးလို့ကျွန်တော်မှလည်းတချို့ဟာဖြည့်ရမယ့်ဟာရောရှိပါဥပမာဘယ်လိုပြောမလဲဆိုတော့ coach တင်တဲ့ဘိုင်းတွားတက်ရမှာတို့ဒီရေကူးရဲ့ဟာတစ်ခုကို limit တစ်ခုရောက်ပြီးတော့နားလာတဲ့အချိန်ကြရင်ကျွန်တော် coach တင်တဲ့ကိုတက်မှာပေါ့ကျွန်တော်အဲ့ရနေတက်ပြီးတော့ရလာတဲ့ပညာတွေကိုကျွန်တော်ကဒီလိုမျိုးပေါ့နော်နောက်လာမဲ့လူတွေအတွက်ကိုကျွန်တော် lesson ကမ်းပေးဖို့လဲကျွန်တော်ရဲ့ရှိမှန်းချက်ပေါ့နော်အဲ့လိုမျိုးဖြစ်ဖို့အတွက်ကလည်းကိုယ်တိုင်ကလည်းကိုစူးစမ်းမှာလည်းကိုရမှာကိုယ်တိုင်ကလမ်းကိုရအောင်ဖောက်ပေးနိုင်တော့မှကိုကဒါရုပ်လုပ်ပေးနိုင်မှာကိုလမ်းကိုရအောင်မဖောက်ပေးနိုင်ဘူးဆိုကိုဒါရလုပ်ပေးလို့မရကျွန်တော်မှတော့အဲ့လိုမျိုးဆိုစိတ်တော့ရှိရဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီမြန်မာလူမျိုးတွေကမညံ့ကြဘူးပေါ့ဘာလို့လဲဆိုတော့မြန်မာလူမျိုးတွေကတော်တယ်ဒါပေမဲ့သူတို့လုံးဝမလမ်းစာကိုသူတို့မသိကြတာသူတို့လမ်းစာသူတို့ဘယ်လိုသွားမလဲဆိုတော့သူတို့ကမသိကြတာတချို့ဆိုရင်ကျွန်တော်တို့ဟိုပါပေါ့နော်ကျွန်တော်မြကြီးနားပေါ့နော်အဲ့လိုမျိုးဟာဖြစ်တော့ဟာဆိုတော့ကျွန်တော်ကြားရတာပေါ့နော်ဟိုသူတို့ဆိုရင်ရေကူးကျင်ကြတယ်အရန်လည်းတန်တယ်သူတို့ကပါဝါလည်းအရန်ဖြစ်တယ်ဒါပေမဲ့သူတို့ကနီးပြတ်မရှိဘူးသူတို့ကထောက်ပံ့မှုတွေမရှိဘူးကျွန်တော်အဲ့ဒါလေးရောကြားရတယ်ပေါ့နော်အဲ့လိုမျိုးကြီးကြားတော့ကျွန်တော်ကစိတ်ထဲမှာဖြစ်လာတာပေါ့နော်ငါနိုင်ငံတကာတစ်ခုရောက်အောင်ချိုးဖောက်ပြီးတော့ရအောင်သွားပြီးတော့ငါဒီမှာရှိတဲ့ကလေးတို့ငါရအောင်ပြန်ပြီးတော့မွေးထုတ်ပေးခြင်းနဲ့စိတ်ကကျွန်တော်ဖြစ်စေတယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးဖြစ်တယ်ညီလေးအခုဒါကိုနဲ့စကားပြောတဲ့အချိန်တိုင်းတာတစ်ခုပြီးမှအခုညီလေးဒီအားကစားပုံမှာစိတ်အရင်ပြင်းပြတယ်ဆိုတာလည်းအခုတွေ့ရတယ်ဒါနိုင်ခြင်းနဲ့စိတ်လည်းအရင်ပြင်းပြတယ်ဆိုတာအခုတွေ့ရတယ်ပေါ့နော်ဒီအားကစားသမားအခုအပါဝင်မှာပဲအခုတို့ကိုယ်တိုင်ကဒါနေ့တူကလုံနေတဲ့လှုပ်ရှားမှုတွေဆုံးဖြတ်ချက်တွေကဒီနိုင်ပွဲရဖို့အတွက်ကိုပဲအခုတို့အာယုံစိုက်ပြီးတော့
သွားနေကြတာများတယ်ဒါပေမဲ့လည်းအောင်မြင်မှုရဲ့နိုင်တဲ့ဟာထက်အရေးကြီးတဲ့အရာရှိလား ကျွန်တော်တို့အောင်မြင်မှုထက်ကျွန်တော်တို့ရဲ့အရေးကြီးတဲ့ဟာကြတော့ကျွန်တော်တို့အဲ့အောင်မြင်မှုကိုအခြေခံပြီးတော့ကျွန်တော်နောင်လူတွေကိုကျွန်တော်ရဲ့နောင်လာမယ့် generation တွေကိုဘယ်လို lesson ကမ်းမလဲဆိုတော့အဲ့ဒါတော့အရေးကြီးရလို့ထင်တယ်ဘာလို့လဲဆိုတော့ကိုကသာအောင်မြင်သွားတယ်အောင်မြင်တဲ့ခဏပဲပြီးလဲအောင်မြင်သွားရင်ခဏပဲဒါပေမဲ့ကိုပြန်ပြီးတော့နောက်လူတွေကို lesson ပြန်မကမ်းဘူးဆိုအဲ့အောင်မြင်မှုကြီးအဲ့ဒါကျွန်တော်အတွက်ကတော့အတိတ်ပဲမရှိဘူးလို့ထင်တယ်ကျွန်တော်ကအောင်မြင်မှုကဲကိုအောင်မြင်မှုတစ်ခုရပြီကိုလမ်းစာတစ်ခုရအောင်ရှာတွေ့ပြီဘယ်လိုပဲကိုရဲ့ဒီအကြံဉာဏ်ကိုရဲ့ idea တစ်ခုရှာတွေ့ပြီဆိုတော့နောက်လူတွေကို share ပြတာတော့အတွက်ကတော့ကျွန်တော်အရေးကြီးရလို့ထင်တယ် Okay လေအခုဒါအခုနဲ့ပြောပြရဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အချိန်ပေးတဲ့အတွက်ကြောင့်လည်းဒါ training တွေလည်းလုပ်ဆရာတွေလည်းဂျားတွေကနေပြီးတော့အချိန် training တွေအများကြီးလုပ်ဆရာတွေဂျားတွေကနေပြီးတော့အချိန်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်တယ် ကိုကိုလည်းအဲ့လိုပေါ့နော်ကျွန်တော်မေးချင်စရာတကူကရှိရပါတော့ကျွန်တော်မေးချင်တဲ့မေးခွန်း question ပါနော်အကိုဆိုရင်မနော်ဘယ်လိုပြောမလဲဆိုတော့အကိုဆိုရင်အခုကျွန်တော်အကိုဆိုရင်တော့ဒီနောက် generation တွေကိုဟိုတိုးတက်ဖို့အတွက်ကိုအကိုဆိုရင်ဘယ်လိုမျိုးမွေးထုတ်နေလဲပေါ့နော်အကိုဆိုရင်အခုအကိုကိုရိုင်းကလည်းအခုလက်ရှိမှာတော့ senior ကစားသမားတစ်ယောက်လည်းဖြစ်နေပြီဒါအကိုကိုရိုင်းလည်းဒါ club အသင်းတစ်ခုရဲ့ခေါင်းဆောင်အနေနဲ့လည်းဖြစ်နေပြီဆိုတဲ့အတွက်ကြောင့်တော့ဒီကိုရဲ့အနောက်ကကိုမွေးထုတ်ပေးမဲ့ကစားသမားတွေအတွက်စံပြတစ်ယောက်အနေနဲ့ဒါအလုံးနဲ့ကောအလုံးနဲ့တက်တည်ပြတဲ့ဟာမျိုးလေးပို့ပြီးတော့လုပ်ဖြစ်တာပေါ့နော်အဲ့တော့ကိုမှားခဲ့တဲ့အမှားတွေမမှားဖို့အတွက်ရှေ့ဆောင်လမ်းပြတဲ့အလုပ်ဆောင်ချက်လေးတွေလုပ်ဖြစ်နေတယ်ဒီ technical ဘိုင်းဆိုင်ရာမှာလည်းကိုနားလေတက်ကြွတဲ့ဟာလေးကိုသင်ပေးနေတယ်နားလေမတက်ကြွတဲ့ဟာတွေကိုလည်းနားလေတဲ့လူတွေစီကိုလမ်းပြပေးနေတယ်ဒါကတော့အခုအကောင်းဆုံးလုပ်ပေးနေတဲ့လူငယ်တွေဆက်ပြီးတော့မွေးထုတ်ပေးဖို့အတွက်အကောင်းဆုံးလုပ်ပေးနေတဲ့လမ်းဆောင်ချက်တွေပေါ့ဟုတ်တယ်အကိုဆိုရင်လည်းကျွန်တော်ကြည့်မယ်ဆိုရင်လည်းအကိုရဲ့ဒီလှုပ်ရှားမှုပုံတွေရောဗာတွေရောဆိုတော့ကျွန်တော်တို့ social media ပေါ်မှာမြင်နေရတယ်ဆိုတော့ကျွန်တော်ကဒါတွေကိုအမြဲတွေ့နေရတော့ဒီကိုဆိုရင်ဒီလိုမျိုးဘယ်လိုပြောမလဲဆိုတော့သူလူငယ်တွေဘယ်လိုသင်ပေးနေသူဘယ်လိုမျိုး sharing တွေလုပ်ပေးနေရလဲဆိုတော့ကျွန်တော်တွေ့တော့ကျွန်တော်အားကြရပါတော့ကျွန်တော်လည်းအဲ့လိုမျိုးအခုလိုမျိုးလမ်းကြောင်းတစ်ခုပေါ့နော်ဟိုလိုမျိုးရအောင်ဖောက်ချင်တယ်ပေါ့နော်အဲ့ကြတော့အကိုကဘယ်လိုမျိုး advice တစ်ခုပေးမယ်တော့ကျွန်တော်ယုံကြည်နဲ့လုပ်မယ်ဆိုလို့ရှိရင်ဘာမှမဆိုဖြစ်နိုင်ပါတယ်ဒါကတော့ကိုယ့်ရဲ့ယုံကြည်ချက်ပေါ်မှာမမရက်တည်ပြီးတော့တက်မဆက်ပြီးတော့ရှောက်သွားမယ်ဆိုလို့ရှိရင်တစ်ချိန်မဟုတ်တစ်ချိန်ပန်းနိုင်ရရောက်မှာပါပဲဒါကတော့အခုပေးခြင်းတဲ့ advice ပေါ့ပေးခြင်း advice ပေါ့နော်အခုပေးခြင်း advice ကဟိုယုံကြည်မှုတစ်ခုရှိရင်ပေါ့ယုံကြည်မှုတစ်ခုရှိရင်ဘာမှမဆိုဖြစ်နိုင်တယ်ပေါ့ဒါပေါ့ကိုယုံကြည်တဲ့ဟာကလည်းမှန်ကန်ဖို့တော့လိုမှန်ကန်ဖို့တော့လိုတယ်ဟုတ်တယ်ကောင်းဖို့လည်းလိုတာပေါ့နော်ဒါကိုရဲ့ယုံကြည်ချက်ကမှန်ကန်နေတယ်ကောင်းဖို့အတွက်လုပ်နေတယ်ဆိုလို့ရှိရင်တော့ဒါမရက်တည်ပြီးတော့ရှောက်ဆရာရှိတဲ့လမ်းကိုရဲတင်းရှောင်းရင်တစ်ချိန်မှတစ်ချိန်ပန်းနိုင်အောင်ရောက်ပါလိမ့်မယ်နော် okay အဲ့ဆိုလို့ရှိရင်training တွေလုပ်နေတဲ့ဂျားတွေကနေပြီးတော့အချိန်ပေးပြီးလာပြီးဖြည့်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ညီလေးစီကလည်းဒါအကိုကိုရိုင်းမဟုတ်ပဲနဲ့နားထောင်နေတဲ့လူတွေထဲမှာလည်းလူငယ်တွေရောနားထောင်ပြနေရဆိုလို့ရှိရင်ညီလေးရဲ့ဒါနိုင်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ hunger တွေဒါကိုယ့်ရဲ့ပြင်းပြတဲ့ယုံကြည်မှုတွေကိုလည်းမြင်တွေ့ရလိမ့်မယ်လို့အကိုယုံကြည်တယ်အဲ့တော့ဒီ SEA Games မှာလည်းအကောင်းဆုံးရလဒ်တွေရပြီးတော့ဆက်လက်ပြီးတော့ဒီ record တွေ limits တွေအများကြီး break လုပ်နိုင်ပါစေလို့အကိုဆုတောင်းပေးနေတယ်ဒါအကိုတို့ wrap up လုပ်လိုက်ကြတော့ဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ကဲ့